မင်္ဂလာပါပင်လယ်ပင့်ကူတွေအကြောင်းတင်တွေးဖို့ပါသလား၎င်းတို့သည်ရေအောက်မှာဘလို့အသက်ရှူလဲရင်းနှီးတန်တဝအများစုမှာငါးတွေလိုခန်တွင်းပြော့ gills တွေဒါမှမဟုတ်ဝေလန်းငါးတွေလိုအဆုပ်တွေရှိကြပေမဲ့ပင်လယ်ပင့်ကူတွေမှာတော့အဲ့ဒီအင်္ဂါတွေလုံးဝမရှိပါဘူးသိပ္ပံပညာရှင်တွေဟာဒီကိစ္စကိုအခုမှပဲအဖြစ်ရှာတွေ့ခဲ့ကြတာပါ၎င်းတို့၏ထူးခြားချက်များပင်လယ်ပင်ကူတွေကကမ္ဘာတစ်ဝန်းလုံးရှိရေနေဒေတာတွေမှာနေထိုင်ကြပြီးရေတိမ်ပိုင်းနဲ့ရေနက်ပိုင်းနှမျိုးလုံးမှာတွေ့ရပါတယ်။၎င်းတို့ဟာရာစုနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့တဲ့ရှေးကျတဲ့တရှိတွေဖြစ်ပါတယ်။၎င်းတို့ရဲ့ရွယ်အစားဟာလည်းအလွန်ကွာခြားပါတယ်။အသေးဆုံးမျိုးစိတ်တွေဟာခြေထောက်အချင်း1စင်တီမီတာ3.4 လက်မသာရှိပြီးမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းနားမှာတွေ့ရတဲ့အကြီးဆုံးမျိုးစိတ်တွေကတော့ခြေထောက်အချင်း80စင်တီမီတာအထိရှိနိုင်ပါတယ်။ဒီ marine arthropods တွေဟာသူတို့ရဲ့ကိုယ်ခန္ဓာပင်စီ trunks တဲ့ရှည်လျားပြီးအဆစ်များစွာပါဝင်တဲ့ခြေထောက်တွေကိုပိုင်ဆိုင်ထားကြပါတယ်။အန်အောစရာကောင်းတာကသူတို့ရဲ့အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါအများစုဥပမာ၎င်းတို့ရဲ့မျိုးကွာအင်္ဂါတွေနဲ့အစာခြေစနစ်ရဲ့အပိုင်းအများစုဟာသူတို့ရဲ့နူးညံ့တဲ့ခြေထောက်တွေထဲမှာထည့်သွင်းထားပါတယ်။ဒါအပြင်သူတို့ရဲ့နှလုံးတွေကလည်းအလွန်အားနည်းတဲ့အတွက်သွေးလေပတ်ဖို့အတွက်အစာခြေစနစ်ကိုမိခိုအားထားရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ပင်လေပင်ကူအချီးတွေကတားငယ်လေးတွေကိုတဲဆောင်တာဖြစ်ပြီးအမတ်တွေကမဟုတ်ပါဘူး။အသက်ရှူဖို့လိုအပ်ချက်ပင်လယ်ပင်ကူတွေမှာခန်တွင်းပြော့ဒါမှမဟုတ်အဆုတ်မရှိတဲ့အသက်ဘယ်လိုအသက်ရှူလဲ2018ခုနှစ်မှာ Journal of Experimental Biology ဂျာနယ်မှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကဒီလီဝက်ချက်ကိုဖော်ထုတ်ခဲ့ပါတယ်။သူတင်နာအဖွဲ့ကပင်လယ်ပင်ကူတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့အကာအကွယ်ပေးထားတဲ့ cuticle လက်ခွဲကြမ်းတမ်းနဲ့အပြင်ရေပြားမှာရှိတဲ့သင်းငယ်အပေါက်ရပြောင်းများစွာကနေအောက်ဆီဂျင်ကိုသူတို့ရဲ့ခန္ဓာကိုယ်တွေကိုစုပ်ယူကြောင်းတွေ့ရှိခဲ့ပါတယ်။ Antarctic data က AR မှာပင်လယ်ပင်ကူမျိုးစိတ်တွေကိုစစ်ဆေးတဲ့အခါမှာသူတို့ရဲ့ခြေထောက်တွေတစ်လျှောက်ရှိဒီသင်းငယ်တဲ့အပေါက်တွေကနေတဆင့်သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုမုံလဲပတ်နေဖို့အတွက်လုံလောက်တဲ့အောက်ဆီဂျင်ပမာဏကိုစုပ်ယူနေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။စာစားပုံပင်လယ်ပင်ကူတွေဟာအဓိကအားဖြင့်ပင်လယ်အနမိုနီတွေတန်ကောင်တွေနဲ့ဂျယ်လီလိုမျိုးကိုခန္ဓာပြော့တဲ့သတ္တဝါတွေကိုစားသုံးပါတယ်။သူတို့ဟာနူးညံ့တဲ့တဏ္ဍာကြောင့်တန်တွေကိုလည်းကိုက်စားတတ်ပါတယ်။အစာစားတဲ့အခါသူတို့ဟာ proboscis လို့ခေါ်တဲ့ပြုံပုံစံပါးစပ်ကိုအသုံးပြုပြီးအာဟာရဓာတ်တွေကိုစုပ်ယူစားတော့ပါတယ်အဆုံးသက်ပြောပြရမယ်ဆိုရင်ကပင်လယ်ပင်ကူတွေဟာရေအုပ်မှာရှင်သန်မှုတို့ခံတွင်းပြော့ဒါမှမဟုတ်အဆုတ်မလို့ဘူးသူတို့ရဲ့တင်းငယ်တဲ့ခြေထောက်အပေါက်တွေကိုပဲအသုံးပြုပြီးအောက်ဆီဂျင်ကိုထိရောက်စွာစုပ်ယူနေတယ်ဆိုတာအမှန်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့ရဲ့ရှေးကြတဲ့သဘာဝနဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကသူတို့ကိုပင်လယ်ထက်ကထူးခြားဆုံးသတ္တဝါတွေကတကောင်ဖြစ်စေပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးမှာနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ် bye